အမေအဲ့ဒီမှာတကားမရှိဘူးအဲ့ဒီမှာဓာမရှိဘူးအဲ့ဒီမှာသားပြန်လာမဲ့အချိန်ကိုမျှော်နေတဲ့အိမ်မပျော်ခြင်းတွေရှိတယ်အဲ့ဒီမှာတမျိုးတေးပါစီပြန့်ကျဲနေတဲ့မေတ္တာပို့ခြင်းတွေရှိတယ်အဲ့ဒီမှာလူတစ်ယောက်ကိုငယ်ရွယ်သားစေတဲ့စိတ်ပျော်ကိုတို့စီတစ်မျိုးရှိတယ်အဲ့ဒီမှာဝင်ရောက်ခုနာပြန်ထွက်သွားတတ်တဲ့အစဉ်အလာတွေရှိတယ်အဲ့ဒီမှာလမ်းတစ်လမ်းလုံးရှင်းချမှုအပြည့်နဲ့ညွန်ပြချက်တွေရှိတယ်အဲ့ဒီမှာစိတ်ကူးတစ်ခုလုံးဖြည့်စွမ်းပေးတဲ့အနစ်နာခံစိတ်တွေရှိတယ်အဲ့ဒီမှာလာရောင်နဲ့ဖြော်ဆက်ထားတဲ့ပျော်ရွှင်ခြင်းတွေရှိတယ်အဲ့ဒီမှာဘယ်နေရာမှမရနိုင်တဲ့ရင်ခုန်စွန့်ပြတ်တဲ့ငွေသက်တွေရှိတယ်အဲ့ဒီမှာတယောက်ပြီးတယောက်ဘသူတောက်စိတ်မကောက်တဲ့စံဖြူသွားကြိုးရေအိုးကလေးရှိတယ်အဲ့ဒီမှာပါစိုးမိုက်ပေတေးဘလို့ပဲလေလင်းခဲ့တဲ့သားသမီးဖြစ်ပါစေတကားဟာဖွင့်သားစေအမေဟာအိမ်ရှိကလမ်းကိုမျောငေးနေစေပါဆရာကင်မျိုးငိမ့်တတိယချင်းအကြောင်းကြပြစာအုပ်ပါ